Every journey begins with a spark. 2012 ခုနှစ်ဇွန်လမှာ Engineer Field ကို passionate ဖြစ်လာတဲ့လူငယ် engineer နဲ့ဦးရဲ့စိတ်ကူးအိမ်မက်ကနေအောင်သက်ထွန်း company ဟာမွေးဖွားခဲ့ပါတယ်။စိတ်ရင်းစေတနာထက်သန်ယုံကြည်မှုတွေနဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ရင်းကနေဈေးကွက်အတွင်းမှာအောင်သက်ထွန်း company အဖြစ်တိုးတက်လာတာဟာဝန်ထမ်းများရဲ့တာဝန်ခံမှုနဲ့အာရုံစိုက်မှုတွေကြောင့်ဖြစ်ပါတယ်။ခုဆိုရင်မန္တလေးရန်ကုန်နေပြည်တော်မှာပါရုံးခွဲများဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ company တည်ထောင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဈေးနှုန်းချိုသာပြီးအရေးသေးကောင်းမွန်သောကုန်ပစ္စည်းများကိုသတ်မှတ်စံချိန်စံညွှန်းတဲ့အညီကျွမ်းကျင်ဝန်ထမ်းများဖြင့် customer များစိတ်တိုင်းကျအကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန်ဖြစ်ပါတယ်။ Global brand တွေဖြစ်ကြတဲ့ AXA, Osif, LPI, CPT, Legrand, Schneider, Powerware and Power Solar တို့နဲ့အတူလက်တွဲလုပ်ကိုင်ပြီးသုံးစွဲသူတွေအတွက်ယုံကြည်စိတ်ချရတဲ့ solution ကိုပေးနိုင်ဖို့ကအဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ဒီဇင်ဘာ2024မှာ LS Electric ရဲ့ Authorized Distributor အဖြစ် Electrical Component တွေကိုစတင်ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ ADDEM မှာရရှိနိုင်သော service များမှာ Power Package Provider Diesel Generator Sales and Service, ESE Lightning Protection System, LS Product Distribution, Power Station, 66 Kelvin to 0.4 Kelvin တို့ပဲဖြစ်ပါတယ်။သက်ဆိုင်မှုတိုင်းမှာသုံးစွဲသူတို့ရဲ့ဘေးကင်းလုံခြုံမှုဟာကျမတို့အတွက်ဦးစားပေးဖြစ်ပါတယ်။ထို့ကြောင့်လည်းအရေးသေးမြင့်မားတဲ့ Backup System နဲ့ ESE Lightning Protection System များကိုအောင်သက်ထွန်း company မှ design stage မှစတင်သက်ဆိုင်သည့်အထိဆောင်ရွက်ပေးလျက်ရှိပါသည် generator အတွက်တော့ supply installation နဲ့24နာရီ after sales service အပြည့်အစုံပေးနေပါတယ်မြန်မာနိုင်ငံတခြားကိုဆောင်ရွက်ခဲ့တဲ့ project အရေးထက်ပိုတာကတော့သုံးစွဲသူတွေရဲ့ယုံကြည်မှုတွေပါစတင်ချိန်ကနေယနေ့အထိ ADDEM ရဲ့ခရီးစဉ်ဟာ customer များအပေါ်စိတ်ချယုံကြည်စေမှုနဲ့ပြီးပြည့်စုံသောဝန်ဆောင်မှုများပေးဆက်ရင်းနဲ့ဆက်လက်လျှောက်လန်းနေုံမှာဖြစ်ပါတယ်။ project တစ်ခုဖော်ဆောင်တဲ့အချိန်တိုင်းမှာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုပါအတူတကွထွန်းလင်းပေးနေခြင်းအဖြစ်ခံယူထားပါတယ်။စိတ်ချယုံကြည် ADD